ပြောလေမင်းငါနဲ့တူရကန်အောင်နေမှမင်းလိုရာဆူတောင်းတစ်ခုတောင်းလိုက်ကွာဟာဒီဘက်ကနေကြီးပြောရလားမသိဟုတ်ကျွန်တော်မျိုးကြီးသွားနေတယ်ဖြစ်စေရမယ်ငါဘေးကဆက်တဲ့ဝင်လိုက်တကယ်လားဝင်ပြီနော်အားလေကျော်အားလေဘာမှမဖြစ်ပဲဂျင်းနေကွာဂျင်းနေခေါင်းနေမလိုက်ခေါင်းနေဟာရငါဘေးနောက်ရောက်လာဒါမျိုးကြီးလားကွာငါ့ကိုပဲပြောလိုက်တာမျိုးလားဟာရောက်ရေးမျိုးကြီးရောက်ရေးမိုက်ရောက်ရေးပြေးလိုက်အားရောက်မျိုးကြီးရောက်ငါပါနေတာပဲရောက်ရေးလူတွေအများကြီးပဲရောက်ရေးOh my god တိုင်းစီတီရောက်ရေးတိုင်းစီတီကိုရောက်နေပြီရောက်ရေးအမျိုးတို့ရေကျွန်တော်တို့တိုင်းစီတီရောက်နေတာပဲဖြစ်ပါတယ်အားလုံးကြည့်လိုက်ပါဦးတိုင်းစီတီပါဒီထဲကဘာလဲဗျလမ်းလည်းမရှိဘူးဟေးငါ့ကိုကောင်ဘိုင်လုံပေးလိုက်ရင်ဒီကောင်လားမသိဘူးစဉ်းစားငါလည်းတွေ့ရတယ်ဒီကောင်အမားလို့ရှိဒီကောင်အမားလို့ရှိအိုးရောင်ရင်ဒီထဲမှာပါရှိတယ်ကြည့်မယ် let's go အမျိုးကလိုက်ခဲ့အကြောက်တယ်နော်ပြေးလေဘာလို့လဲ let's go ကျွန်တော်မျိုးကြီးလာရောက်နေချင်တယ်ဘာလို့ရမလဲဆိုတော့အရင်ဆုံးဘာမလို့ရလဲမျိုးမတူနေမှာ let's go ကျွန်တော်နေပြီဒီလမ်းကြားရပါဘာမှလို့ရောင်းရင်မလိုက်နေ let's go ကျွန်တော်တို့မျိုးဖက်မယ်ဟိုတိုင်းစီဒီတို့ဒီနားမှာပဲလဲမဟုတ်ဘူးကွာမကိုင်ကိုကြောသွားမယ်အိုးဒီမှာတရားကြီးရဲ့တရားကြီးရောက်နေတာကြီးတရားကြီးဘာကြီးလဲဘာကြီးလဲတရားဟုတ်ကဲ့ကျွန်တော်ရထားဟုတ်တယ်မြန်မာနိုင်ငံမှာအတိရောက်တာရထားပဲဟုတ်တယ်တော့ကြည့်ကြမယ်ရထားဘယ်လိုစီးရလဲ